အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ဒီရူပဝဇ္ဇရဘုံတွေမှာဖြစ်တဲ့ရူပဝဇ္ဇရစိတ်မျိုးစားအကြောင်းကိုလေ့လာကြည့်ကြရအောင်ဗျရူပဝဇ္ဇရစိတ်ကသူကရေတွားအပြင်ဆိုရင်တော့15မျိုးရှိတာပေါ့နော်ရူပဘုံတွေမှာဖြစ်တဲ့စိတ်ရေတွားအပြင်ဆို15မျိုးရှိတယ်15မျိုးပါဘာတွေလဲဆိုရင်ရူပဝဇ္ဇရစိတ်တွေကနော်ကုသိုလ်စိတ်5မျိုးရူပဝဇ္ဇရဝိပဿစိတ်5မျိုးပြီးတဲ့အခါမှာရူပဝဇ္ဇရကရိယာစိတ်5မျိုးကုသိုလ်ရဲ့ဝိပဿကကရိယာရဲ့3မျိုးခွဲခြားပြီးတော့သူက5မျိုး5မျိုးစီခွဲလိုက်တဲ့အခါမှာရူပဝဇ္ဇရစိတ်ဒီသူက15မျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီခါကျတော့ရူပဝဇ္ဇရကုသိုလ်စိတ်5မျိုးရူပဘုံမှာပုရုဇဉ်နဲ့တိက္ခပုဂ္ဂိုလ်တွေရဲ့နော်ရူပဇံကုသိုလ်စိတ်တွေပုရုဇဉ်ပုဂ္ဂိုလ်တွေရူပဇံရနေတဲ့ပုရုဇဉ်ပုဂ္ဂိုလ်တွေတိက္ခပုဂ္ဂိုလ်တွေရဲ့ရူပဇံကုသိုလ်စိတ်တွေရူပဝဇ္ဇရဝိပဿစိတ်5မျိုးပါဗာလဲဆိုရင်ရူပဇံကုသိုလ်တွေရဲ့အကျိုးဖြစ်တဲ့စိတ်တွေရူပဝဇ္ဇရကရိယာစိတ်5မျိုးပါဗာလဲဆိုရင်သူကနော်ရူပဝဇ္ဇရကရိယာစိတ်ကဗာလဲဆိုရင်သူကရူပဇံရတဲ့ယန္တာတွေရဲ့ရူပဇံရတဲ့စိတ်တွေပေါ့ရူပဝဇ္ဇရကရိယာစိတ်5မျိုးပါဗာလဲဆိုရင်ရူပဇံရတဲ့ဒီယန္တာပုဂ္ဂိုလ်တွေရဲ့ရူပဇံစိတ်တွေဖြစ်တယ်ဒီစိတ်တွေကသူကရူပဗြဟ္မာဘုံတွေမှာအများအဖြစ်သူကဖြစ်တော်လဲပဲတဲ့ရူပကုသိုလ်စိတ်နဲ့ရူပကရိယာစိတ်တွေဟာရူပဘုံမှာလည်းပဲဖြစ်နိုင်ပါတယ်ဒီစိတ်တွေကရူပဘုံတွေမှာများသောအားဖြင့်တော့ဖြစ်ကြတော့လည်းပဲရူပကုသိုလ်စိတ်နဲ့ကရိယာစိတ်တွေဟာရူပဘုံမှာလည်းပဲဖြစ်နိုင်တယ်ဇံရတဲ့အထိသမထဘာဝနာတွေပွားများကြတဲ့သူတွေမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်တယ်နော်ရူပဘုံမှာလည်းပဲဒီစိတ်တွေကရနိုင်တယ်ပေါ့နော်ရူပဇံစိတ်တွေရနိုင်တယ်ရူပကုသိုလ်စိတ်တွေကဇံရတဲ့အထိပုရုဇဉ်သောတာပန်သဂရကံအနာဂံယံအနာဂံပုဂ္ဂိုလ်တွေမှာဖြစ်ကြတယ်ရူပကရိယာစိတ်တွေကတော့ဇံရတဲ့ယန္တာရှင်သူမြတ်တွေမှာဖြစ်တယ်ကရိယာစိတ်ကတော့သူကယန္တာတို့ဘုရားယန္တာပုဂ္ဂိုလ်တွေမှာဖြစ်ကြတာပေါ့နော်ရူပဝဇ္ဇရဝိပဿစိတ်တွေကတော့ရူပဗြဟ္မာတွေရဲ့ပရိသန္တိစိတ်တွေပဲဖြစ်ပါတယ်တဲ့ဇံဆိုတာဘာလဲပေါ့နော်ဇံတွေအများပြောသလိုနော်ဇံပြန်တယ်ဆိုတာကဇံဆိုတာပြန်လို့ရသလားပေါ့နော်ဒါမျိုးပေါ့နော်ဟိုမေးခွန်းလေးတွေရှိတာပေါ့တကယ်ပြန်လို့ရတာကဇံလားအပင်ညင်လားပေါ့နော်ဒီနေရာမှာတော့ဇံဆိုတာဇံရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ဝိတ္တဝိစာရပိတိဒုက္ခနဲ့နော်ဒါမှမဟုတ်ဥပ္ပခါပေါ့နော်ဒုက္ခဥပ္ပခါဧကကတာဆိုတဲ့ဒီဇံရင်ကဒီရဲ့အပေါင်းစုတစ်ခုဟာဇံပဲဖြစ်တယ်ဝိတ္တရှိမယ်ဝိစာရရှိမယ်ပိတိရှိမယ်ဒုက္ခဥပ္ပခါဒါမှမဟုတ်ရင်ဧကကတာဆိုတဲ့ဒီဇံရင်ကတွေရဲ့အပေါင်းစုတစ်ခုဟာဘာလဲဆိုရင်ဇံပဲဝိတ္တဆိုတာကရှင်ဘက်စိတ်စေတသိက်တွေအာယုံကိုတင်ပေးခြင်းသဘောရှိတယ်ဝိစာရဆိုတာကအာယုံကိုသုံးသက်ခြင်းသဘောရှိတယ်ပီတိဆိုတာကအာယုံကိုနှစ်သက်ခြင်းသဘောရှိတယ်ဒုက္ခဆိုတာကချမ်းသာခြင်းခံစားချမ်းသာတာကိုခံစားခြင်းသဘောရှိတယ်ဥပ္ပခါဆိုတာကဘာလဲဆိုရင်ချမ်းသာဆင်းရဲမဖြစ်ဘဲနဲ့အလယ်လက်ခံစားတဲ့သဘောရှိတယ်ဧကကတာဆိုတာကတော့တခုတည်းသောအာယုံမှာစိုက်ဝင်တည်တံ့ခြင်းသဘောရှိပါတယ်တဲ့နော်ဒီဇိုင်းကစေတသိက်တွေဟာဘာတွေလဲဆိုရင်စိတ်နဲ့စေတသိက်အပေါင်းစုကနော်ဘာဝနာအာယုံမှာစုစိုက်ပြီးတော့တင်နေကြဖို့အတွက်ဆောင်ရွက်ပေးကြပါတယ်ဒီဇိုင်းကစေတသိက်ဒီ5မျိုးဟာစိတ်နဲ့စေတသိက်တွေအပေါင်းစုကဘာဝနာအာယုံမှာစူးစူးစိုက်စိုက်ဖြစ်ပေးဖို့အတွက်တည်ရှိဖို့အတွက်ဆောင်ရွက်ပေးကြတဲ့စေတသိက်တွေဖြစ်ပါတယ်တဲ့ပရမဇန်မှာနော်ပရမဇန်မှာဘာတွေရှိသလဲဆိုရင်နော်ဇိုင်းက5မျိုးပရမဇန်ဆိုတဲ့ပထမအဆင့်ဇန်မှာဘာရှိသလဲဆိုရင်ဝိတ္တဝိစာရပိတိဒုက္ခဧကကတာဆိုတဲ့ဒီဇိုင်းက5မျိုးစလုံးရှိပါတယ်တဲ့အလေးကျင့်များလာတဲ့အခါမှာဝိတ္တမပါဘဲနဲ့ဇံဝင်တက်နိုင်တယ်ဇိုင်းကတစ်မျိုးဝိတ္တမပါဘဲနဲ့ဇံဝင်တက်နိုင်တယ်ထိုဇံကိုဒုတိယဇံလို့ခေါ်တယ်တတိယဇံကြတော့ဝိစာရကိုပါထပ်ပယ်တယ်ပိတိဒုက္ခဧကကတာဇိုင်းက3ခုတည်းနဲ့ပဲသူကကြံရစ်တယ်ပေါ့နော်စတုရဇံမှာကြတော့ပိတိကိုပါထပ်ပယ်လိုက်ပြီးတော့ဒုက္ခဧကကတာဇိုင်းက2ပါးသာကြံတယ်ပြင်စမဇံမှာတော့သူကဒုက္ခတက်ပုံပို့ပြီးတော့တိမ်မွေးတယ်ဥပ္ပခါနဲ့ဧကကတာဆိုတဲ့ဇိုင်းက2ပါးပဲသူကပါဝင်ပါတယ်တဲ့ရူပဝဇ္ဇရကုသိုလ်စိတ်တွေကဘာတွေလဲဆိုရင်ဒီမှာလေ့လာကြည့်လိုက်တဲ့အခါမှာကုသိုလ်စိတ်5မျိုးကဘာတွေလဲဆိုရင်ဝိတ္တဝိစာရပိတိဒုက္ခဧကကတာဆိုတဲ့ဇိုင်းက5ပါးနဲ့ပြည့်စုံတဲ့ပရမဇန်ကုသိုလ်စိတ်နော်တစ်မျိုးပေါ့ပြီးတဲ့အခါမှာဝိတ္တဖယ်လိုက်တဲ့အခါမှာပုံမှန်ပြောသလိုဝိတ္တဖယ်လိုက်ပြီးဒုတိယဇန်မှာနော်မပါတော့ဘူးဝိစာရပိတိဒုက္ခဧကကတာဆိုတဲ့ဇိုင်းက4ပါးနဲ့ပြည့်စုံတဲ့ဒုတိယဇန်ကုသိုလ်စိတ်ပြီးရင်ဝိစာရထပ်ဖယ်မယ်တတိယဇန်ရောက်တဲ့အခါမှာပိတိဒုက္ခဧကကတာဆိုတဲ့ဇိုင်းက3ပါးနဲ့ပြည့်စုံတဲ့တတိယဇန်စိတ်ကုသိုလ်စိတ်နော်ပြီးတဲ့အခါမှာဒုက္ခနဲ့ဧကကတာဆိုတဲ့ဇိုင်းက2ပါးနဲ့ပြည့်စုံတဲ့စတုဒ္ဒဇံကုသိုလ်စိတ်တစ်မျိုးပေါ့နော်ပြီးရင်ဥပ္ပခါဧကကတာဆိုတဲ့ဇိုင်းက2ပါးနဲ့ပြည့်စုံတဲ့ပိစမဇံကုသိုလ်စိတ်ဆိုပြီးတော့ပိစမဇံကုသိုလ်စိတ်ဆိုပြီးတော့ပထမဇံကုသိုလ်စိတ်သူက5မျိုးရှိတာပေါ့နော်ပထမဇံရဲ့ဒီရူပဝဇ္ဇရပထမဇံရဲ့ကုသိုလ်စိတ်က5မျိုးရှိတယ်နော်ကုသိုလ်စိတ်5မျိုး
ရူပဝဇ္ဇရာဒီဝိပတ်စိတ်တွေ5မျိုးနဲ့ရူပဝဇ္ဇရာကရိယာစိတ်5မျိုးတွေကလည်းပဲဒီတိုင်းပါပဲတဲ့နော်ကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်သူကရူပဝဇ္ဇရာကုသိုလ်စိတ်အတိုင်းပဲရူပဝဇ္ဇရာဝိပတ်စိတ်5မျိုးကဘာတွေလဲဆိုရင်ဒီနေရာလေးမှာကုသိုလ်နေရာမှာဝိပတ်ကလေးတွေလိုက်တဲ့ဝိပတ်စိတ်ဝိပတ်စိတ်ဝိပတ်စိတ်ပြီးရင်ဝိပတ်စိတ်ဝိပတ်စိတ်ကရိယာစိတ်ဆိုရင်လည်းအဲ့တိုင်းပဲတဲ့ကရိယာစိတ်ဆိုရင်ရူပဝဇ္ဇရာကရိယာစိတ်5မျိုးဆိုရင်လည်းပဲပရမဇန်ကရိယာစိတ်1မျိုးပရမဇန်ကရိယာစိတ်1မျိုးပေါ့နော်ဒီတိုင်းလေးပဲဆိုသွားပြီးတော့ပီတိဒုက္ခဧကဂရဇန်က3ပါးနဲ့ပြည့်စုံတော့တတိယဇန်နော်တတိယဇန်ဝိပေါ့ကရိယာစိတ်ဆိုကရိယာစိတ်ဝိပတ်စိတ်ဆိုဝိပတ်စိတ်ပေါ့နော်အဲဒါကြောင့်မလို့ကုသိုလ်စိတ်5မျိုးရှိတယ်ဝိပတ်စိတ်က5မျိုးရှိတယ်ကရိယာစိတ်က5မျိုးရှိပါတယ်တဲ့ရူပဝဇ္ဇရာဝိပတ်စိတ်5မျိုးနဲ့ရူပဝဇ္ဇရာကရိယာစိတ်5မျိုးတို့ကိုအထက်ပါအမည်တွေအတိုင်းပဲခေါ်ကြပါတယ်တဲ့ကုသိုလ်စိတ်နေရာမှာတော့ဝိပတ်စိတ်သို့မဟုတ်ကရိယာစိတ်တို့သာပြောင်းလဲပြီးတော့ခေါ်ဆိုဖို့လိုအပ်တယ်တဲ့ဒီလူဘဝမှာပရမဇန်ရဖို့အတွက်အားထုတ်ထားတဲ့သူဟာဒီလူဘဝမှာပေါ့နော်ပရမဇန်ရဖို့အတွက်အားထုတ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဇန်မပြတ်ဖက်နဲ့ကွယ်လွန်မယ်ဆိုရင်ပေါ့သိဆုံးသွားမယ်ဆိုရင်ပရမဇန်ဝိပတ်စိတ်နဲ့ပရမဇန်ဘုံမှာပရိသန်တွေဖြစ်မယ်နော်ဥပပပရိသန်တွေဖြစ်ရမယ်တခြားဇန်ကုသိုလ်စိတ်တွေကလည်းပဲအလားတူအကျိုးပေးကြတယ်တခြားသောဇန်တွေကုသိုလ်စိတ်တွေကလည်းပဲအလားတူပုံစံမျိုးအကျိုးပေးကြပါတယ်တဲ့နော်လူဘဝမှာပဲဒီပရမဇန်ရအောင်အားထုတ်ထားတဲ့ပုဂ္ဂိုလ်ဟာဒီပရမဇန်စိတ်ဟာမကွယ်ပြောက်ဖက်နဲ့ဒီသိဆုံးတဲ့အခါမှာသိဆုံးသွားမယ်ဆိုရင်ရူပဘုံမှာနော်ရူပဝဇ္ဇရာဘုံမှာသူဟာဥပပပရိသန်တွေနဲ့ဒီပြမဖြစ်မှာပေါ့နော်ရူပပြမဖြစ်ပါတယ်ဒါမျိုးဆိုလိုချင်တာပေါ့ဒါကရူပဝဇ္ဇရာဇန်15မျိုးရဲ့အကြောင်းပေါ့နော်15မျိုးပြန်ပြီးလေ့လာကြည့်တော့အနှစ်ချုပ်ကြည့်တဲ့အခါမှာရူပဝဇ္ဇရာဇန်ဒီ15မျိုးရှိတယ်ဘာလဲဆိုရင်သူကိုကုသိုလ်ဝိပတ်ကရိယာ5မျိုးခွဲလိုက်မယ်5မျိုးစီခွဲလိုက်မယ်ကုသိုလ်စိတ်5မျိုးဝိပတ်စိတ်5မျိုးကရိယာစိတ်5မျိုးအဲဒါကြောင့်မလို့ရူပဝဇ္ဇရာကုသိုလ်စိတ်5မျိုးရူပဝဇ္ဇရာဝိပတ်စိတ်5မျိုးရူပဝဇ္ဇရာကရိယာစိတ်5မျိုးဆိုပြီးတော့5 3 4 15နဲ့ရူပဝဇ္ဇရာစိတ်တွေဒီ15မျိုးရှိပါတယ်တဲ့ဒါဒီနေ့မှာတော့ဒါကဒီရူပဝဇ္ဇရာစိတ်15မျိုးရဲ့အကြောင်းကိုလေ့လာတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ